မျိုးတွေအားလုံးပဲမင်္ဂလာရှိတော့ညနေခင်းလေးပါဗျအားလုံးပဲစိတ်ချမ်းသာကိုယ်ကြမ်းမှခြင်းနဲ့ပြည်စုံကြပြီးကတ်ဆိုးဘေးဆိုးတဘာဝဘေးနေရဆိုများမှာကင်းဝေးကြပါစေမျိုးတွေအားလုံးပဲမင်္ဂလာပါနော်ကျွန်တော်တော့ဒီဟာအောင်ပါဗျအဲ့တော့နောက်ပတ်အတွက်ကျွန်တော်တူရီနဲ့ပတ်သက်ပြီးစကားပြောပါမယ်ဗျနောက်ပတ်ပေါ့နော်မနေ့ပြန်တနင်္လာနေ့26ရက်5လ2025နေ့30ရက်5လ2025ဒီတပတ်စာပေါ့နော်အဲ့တော့ပုံမှန်တိုင်းမှာပဲကျွန်တော်ရှိမှာပုဒ်ထုမကျော်မွေးနှစ်ကွက်ပေါက်ပေး9000တန်ရှိမယ်ပေါ့နော်ပုဒ်ထုမကျော်တစ်ကွက်ကောင်း9000တန်ရှိမယ်ပုဒ်ထုမကျော်3လုံးခွေ2000ရှိပါမယ်ဗျပေါက်ပေးတွေပေါ့နော်အဲ့တော့ကျွန်တော်ရဲ့ Viber ဖြစ်တဲ့399898143488ဒီဟောင်း Viber ကိုအဆင်ပြေကြည့်တည်တဲ့လူတွေကလာရောက်ဒါပေါက်ပေးယူလို့ရပါတယ်နော်အဲ့တော့ဗုဒ္ဓမကျော်9000တန်မွေးနှစ်ကွက်ဗုဒ္ဓမကျော်တစ်ကွက်ကောင်း9000တန်ပေါ့နော်ဗုဒ္ဓမကျော်3လုံးခွေမွေး2000တန်ကြည့်ဒီအဆင်ပြေတဲ့လူများကျွန်တော်ရဲ့ Viber ဖြစ်တဲ့399898143488ဒီဟောင်း Viber ကိုလာရဆက်တွယ်ပြီးတော့ပေါက်ပေးယူလို့ရပါတယ်ဗျာနော်အဲ့တော့ free သမားတွေအတွက်လည်းကျွန်တော်စကားပြောမယ်ပေါ့နော် free သမားတွေအတွက်ကအင်္ဂါမကျော်ပတ်တီး83တလုံးပေါ့နော် free သမားတွေအတွက်ကအင်္ဂါမကျော်ပတ်တီး83တလုံးအင်္ဂါမကျော်ပတ်တီး83တလုံးပါဗျာနော်အဲ့ဒီမှာမွေးခွက်ကတော့ကျွန်တော်တို့တပတ်စာမွေးခွက်2393ဘူး8838ပေါ့နော်တပတ်စာ free သမားတွေအတွက်မွေးကနန်းက2393338838ပါဗျကျွန်တော်ပြန်ပြောပေးမယ်နော်တပတ်စာ free သမားတွေအတွက်က2393338838ပါဗျာနော်ကျွန်တော်ရှိမှာ VIP လဲယူလို့ရပါတယ် VIP ကတော့လက်ငင်းဖြစ်ပါမယ်ဗျသူကတော့တပတ်စာ3000ပါနော်လက်ငင်းဗုဒ္ဓမကျော်မွေးကနန်း3ခွက်ပါမယ်နေ့တိုင်းကတော့3ခွက်ပါမယ်အင်္ဂါမကျော်ဘရိတ်မှာတစ်လုံးပါမယ်ပေါ့နော်အဲ့တော့လက်ငင်းပါလက်ငင်း3000နဲ့တပတ်စာအ PC ပေါ့နော် VIP ကျွန်တော်တို့ဗုဒ္ဓမကျော်မွေး3ခွက်ပါမယ်အင်္ဂါမကျော်ဘရိတ်မှာတစ်လုံးပါမယ်အဲ့မှာနေ့တိုင်းကတော့3ခွက်ပေါ့နော်အ PC အဲ့ဒါတော့လက်ငင်းဖြစ်မယ်ဗျကျွန်တော်ရဲ့ Viber ဖြစ်တဲ့399898143488ဒီဟောင်း Viber ကိုလာရောက်ဆက်တွယ်ပြီးတော့ပေါက်ပေးယူပါဗျလက်ငင်းယူလို့ရပါတယ်နော်ပေါက်ပေးလည်းယူလို့ရပါတယ်ကျွန်တော်ရဲ့ Viber ဖြစ်တဲ့399898143488ဒီဟောင်း Viber မှာပေါက်ပေးရောလက်ငင်းရော VIP လည်းဝယ်လို့ရပါတယ်399898143488ပေါ့နော်ဒီဟောင်း Viber မှာလာရောက်ဆက်တွယ်ပြီးတော့လက်ငင်းရောပေါက်ပေးရောယူလို့ရပါတယ်ဗျနော်အဲ့တော့မွေးကနန်းက2393338838ပေါ့နော်2393ဘူး8ဘူး38ပါဗျာနော်မွေးကနန်းပါဗျအဲ့တော့ဒီလောက်ပါပဲနော်စောစောလေးလာယူလိုက်ပါနော်မျိုးတွေအားလုံးပဲမင်္ဂလာရှိတော့ညနေခင်းလေးပါအားလုံးပဲစိတ်ချမ်းသာကိုယ်ကြမ်းမှခြင်းနဲ့ပြည့်စုံကြပါစေဗျ